ဘာနီတတာမကင်တိုင်အော်ဟီရိုကော့ဖြစ်ဘောင်မဝင်ဦးတော့တဲ့အလဲခွဲကွာအလဲခွဲအော်ဟီရိုကော့ကင်ပြမယ်ကြည့်နေဘာနီတတာတော်တော်များများအရန်ခတ်တဲ့ဟီးရိုလို့ပြောကြတယ်ဒါပေမဲ့အော်ဟီရိုကော့မောင်လဲခွဲတော်ဒီစကားမှန်မနေပါဘူးဒါတော့ဒီမှာဆိုရှိုးလိုက်ဓာတ်တီကိုလန်ဆလော့လို့စိန်လုပ်ပြီး scale to immune နဲ့ပြန်ထွက်သွားတာဒီဘတ်တယ်မှာဆိုလဲရှိုးပြကျွန်တော်ကတကောင်နဲ့အဲ့ဒါကိုဝိုင်းချတာအဲ့မှာသွေးရတော်တော်ကိုနဲသွားဒါပေမဲ့အော်ဟီရိုကော့မောင်လဲခွဲဆိုတာဒီလိုကွာဆိုပြီးတကွက်ပြန်ပြပေးလိုက်တယ်ကြီးလိုက်တော့တော်တော်ကိုလှပါတယ်အဲ့ဒါနဲ့ကျွန်တော်ကအောင်နိုင်သူဆိုပြီး record ပြနေတဲ့အချိန်နောက်ကနေမြန်မာလူကြီးဝင်ထုသွားတယ်ဗျာနည်းနည်းလေးတောင်ပေးမပြောဘူးကဲအဲ့ဒါတွေထားပါခုနဘတ်တယ်ရောက်တော်တော်လှတယ်နော်ကျွန်တော်ရဲ့ banded data အဲ့လိုပဲဗျာ ultimate final ဘလို့ရှိရဆိုရင်ကြိုက်လောက်လာခဲ့အကုန်လုံးကိုတယောက်တည်းရှင်းပါသွေးမတာတွေသွေးပြော့တာတွေနားမလည်ဘူးနော်အကုန်ပျောက်တယ်ဗျအခုလိုဗလင်းမပါတဲ့ခြံငယ်လိုဟီးရိုတက်ကတော့ကျွန်တော်လက်ကလွတ်ဖို့ဆိုတာသူမနဲ့တင့်လို့ပဲလုံးဝဖြစ်နိုင်ပါဘူး brother တို့ဒီဘတ်တင်မှာ 4v1 ချပြီးမီနီရဲ့ယူပြမယ်ကြည့်နေဟိုဘက်အကောင်တွေက stand ရမ်းများတယ်ဗျကျွန်တော် immune နိုင်တဲ့တခါပဲ ultimate final ဘလို့ကလွဲသွားရဆိုပေမဲ့ damage တွေသွားထိနေလို့တော်သေးရဲ့ရှေ့ကအမားနှစ်ကောင်ပြတ်သွားပြီဆိုတော့နောက်အကောင်တွေကကျွန်တော်လက်ခုပ်ထဲကရေးပါပဲအမှ 4v1 နဲ့မီနီရဲ့ရသွားပါတယ်ကြိုက်သွားပြီလားကြိုက်တယ်ဆိုရင်မောင်လေကွဲ TikTok ကောင်လေး follow လေးလုပ်ပေးခဲ့ကြအောင်နော်အရန်ချစ်တယ်ထားမသွားဘူး